မင်္ဂလာပါရှင်ငါးကြိုက်ကြလားရှင်ကဲတော့လေငါကစားပြစ်တင်တာအမှန်ပါပဲဒါပေမဲ့ငါ့ကိုကြော်လိုက်ချက်လိုက်နဲ့ငါးစားရတာညင်းဝင်နေတဲ့သူတွေအတွက်လေအခုကတော့ငါးကြော်လေးနဲ့မုတ်ပတ်ကလေးကိုကြောပြီးစားရတဲ့ငါးစကောလုံကြီးလေးကိုစပွန်ဟစ်ကျုပ်မုတ်ကလေးနဲ့တွဲဖက်ပြီးချက်ပြပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်အခုဆိုရင်တော့တန့်စင်အောင်ဆေးကြောပြီးတော့ဘိုက်ဖောက်ပြီးတော့တွန်းထားတဲ့ငါးလေးကိုနည်းနည်းလေးတော့ထည့်လိုက်ပါမယ်စားတစုံထည့်ပါမယ်စပွန်ဟစ်ကျုပ်မုတ်ကလေးဇွန်းတစ်ဝက်ထည့်ပါမယ်ပြီးရင်ဒီဟာတွေကိုစားရဲဝင်သွားအောင်ဆုပ်ပြီးနေပေးပါမယ်တော်မဲ့ငါးတွေကိုလေတစ်စက်တည်းရလေပတိရေဗဟက်တွေကိုအကုန်လုံးထုပေးရပါမယ်ဒါမှသာငါးညီကငါးထွဲတာတွေကိုကြောက်မှာဖြစ်ပါတယ်အခုလိုစပွန်ကြီးကျုံမုတ်ကလေးနဲ့စားလေးနဲ့နေထားပြီးသားငါးလေးကိုအသားထဲဝင်သွားအောင်နိုင်ဝက်လောက်နှက်ထားပေးပါမယ်ရှင်မိဖွက်ထားတဲ့ဒဲအိုးတွေကိုစီထည့်လိုက်ပါမယ်ငါးကြော်မှာဆိုတော့လေစီကနည်းနည်းများဖို့တော့လိုတာပေါ့နော်ရတာနဲ့နှက်ထားတဲ့ငါးလေးကိုထည့်လိုက်ပါမယ်ငါးလေးကိုကြော်တဲ့အခါမှာတစ်ဖက်ကျွတ်မှတစ်ဖက်ကိုနှံပေးရပါမယ်အခုဆိုရင်တော့ငါးကြော်လေးကတစ်ဖက်ချက်သွားပါပြီတစ်ဖက်ချက်ပြီးဖြစ်တဲ့အတွက်နောက်တစ်ဖက်ကိုနှံပေးရပါမယ်ရှင်ငါးကြော်လေးကအခုလိုအချိန်မျိုးလေးရပြီဆိုရင်တော့ချက်သွားပါပြီချက်သွားတဲ့ငါးကြော်လေးကိုဆယ်ပြီးတော့ပကံလေးတစ်ခုထဲမှာထည့်ပြီးအေးခံပါမယ်ရှင်ဒီကြံတဲ့စီတွေကိုကြောက်ကြောင်းလေးတွေထည့်ကြော်ပါမယ်မှန်တော့ဒီကြောက်ကြောင်းတွေကကြက်ပြီးသားပါနော်ဟိုနည်းနည်းလေးအပူပေးလိုက်တယ်ဆိုရင်ရပါပြီမမရအိမ်မှာရှိနေလို့ထည့်တာပါမထည့်လဲဘာမှမဖြစ်ပါဘူးနော်မထည့်လဲစားလို့ရပါတယ်အဓိကကဒီငါးစကောရဲ့ပြည့်ဝချက်ကဆော့အချင်းပေါ်မှာပဲမူတည်တာပါဆော့အချင်းကောင်းရင်အရန်ကိုပဲစားလို့ကောင်းပါတယ်ခမင်းမပါပဲမုတ်ခတ်နဲ့ပဲစားရတာဖြစ်တဲ့အတွက်ဝိချခြင်းတဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်ကြောက်ကြောင်ကြော်လေးတွေကဒီလိုလေးဖြစ်သွားပြီဆိုရင်စီးကနေပြန်ဆယ်ထုတ်ထားလိုက်ပါမယ်အဲဒီကြော်ပြီးပြီဆိုရင်တော့ငါးစကောရဲ့အသက်ဖြစ်တဲ့ sauce လေးကိုဆက်ပြပါမယ်ရှင်။ sauce ဆက်ဖို့အတွက်ငရုတ်သီးအနီလေးကိုထည့်ပါမယ်။ငရုတ်သီးအစိမ်းလေးကိုလည်းထည့်ပါမယ်။မြေပဲဆန်လေးကိုလည်းထည့်ပါမယ်။အစားလေးနည်းငယ်ထည့်ပါမယ်။စပွန်ကြီးကျုံမုတ်ကလေးကိုလည်းထည့်လိုက်ပါမယ်။ရေဆေးထားတဲ့နည်းနည်းမြင်လေးကိုလည်းထည့်လိုက်ပါမယ်အားလေးကိုညက်ပြီးတော့စီးနေအောင်ထောင်းလိုက်ပါမယ်အခုကတော့ထောင်းလို့ညက်သွားပါပြီဒီလိုအချိန်လေးရပြီဆိုရင်ချင်းဆက်ထည့်လို့ရပါပြီရှင်ညနေအောင်ထောင်းထားတဲ့ခုနမြေပဲမြုပ်သီးစိမ်းနည်းနည်းမြင်တို့ထောင်းထားတဲ့ထဲကိုငန်းပြအေးလေးတစ်စုံခွဲလောက်ထည့်လိုက်ပါမယ်ရေညက်ထားတဲ့တမယာသီးသုံးလုံးကိုထည့်လိုက်ပါမယ်ဆော့လေးကနည်းနည်းပြစ်နေတဲ့အတွက်ရင်သွေးလေးနည်းနည်းထည့်လိုက်ပါမယ်ရတာလေးနည်းနည်းမြည်စမ်းကြည့်ပါမယ်ရတာအလုံးကွက်တီပဲမို့လို့ဘာမှထပ်ထည့်ဖို့တော့မလိုပါဘူးဒီထဲမှာအငံကြိုက်တာတို့အဆက်ကြိုက်တာတို့အချင်းကြိုက်တာတို့ဆိုရင်ထပ်ထည့်ပေးပါဒါကတော့မိမိစိတ်ကြိုက်ပါပဲရှင်အခုဆိုရင်ဆော့လေးလည်းရသွားပြီဖြစ်တဲ့အတွက်ပွဲပြင်ဖို့ပဲရှိပါတော့တယ်ရှင်
ထက်မဲ့အစာပလာတွေစုံဝင်ဖြစ်သွားပြီးအတွက်ကျမတို့ငါးစကောလေးစပြီးပြင်ပါမယ်ရှင်အရင်ဆုံးခုနထောင်းထားတဲ့ဆော့လေးကိုထည့်လိုက်ပါမယ်နတ်ကြော်ထားတဲ့ငကြော်လေးကိုထည့်လိုက်ပါမယ်ဒါလေးကတော့မုတ်ဖက်ကလေးပါဒါကတော့မုံလောင်းနီလေးပါရှင်ဒါကတော့တွဲဖက်စားဖို့သခွားသီးလေးပါဒါကတော့အိမ်မှာရှိတဲ့ရင်းနှီးချက်ကလေးတွေပါမထက်လဲရပါတယ်မင်းများအိမ်မှာအလွယ်တကူရှိနေလို့ထည့်လိုက်တာပါဒါလေးကတော့ကြက်ချောက်မာလာလေးပါမင်းကဒါလေးကလေအိမ်မှာဝယ်ထားပြီးသားအလွယ်တကူရှိနေလို့ထည့်လိုက်တာပါမထက်စားလဲရပါတယ်ဒီဆော့နဲ့ပဲဘုတ်ဖက်နဲ့ငါးကြော်နဲ့တင်မယ်တော်တော်ကြီးကိုရတာရှိနေပါပြီရှင်ခုနကြော်ထားတဲ့ကြက်ဥချောင်းလေးတွေကိုထည့်လိုက်ပါမယ်ခုဆိုရင်တော့အရသာစုံလင်လာတဲ့ငါးစကောလေးကိုလှုပ်လို့ပြီးသွားပါပြီဒီငါးစကောထဲမှာဆိုရင်ငါးကြော်မုတ်ဖက်ကြက်ဥချောင်းဆလတ်ရွက်ဂျင်းကြီးအာလာကြက်ချောင်းနဲ့ဘုံလာဥနီတခွားသီးကိုထည့်ထားပါတယ်ဒါရီကလေမင်းအိမ်မှာရှိလို့သာထည့်တာပါအာလာကြက်ချောင်းနဲ့ဂျင်းကြီးကမထည့်လဲရပါတယ်အဓိကကတော့မုတ်ဖက်နဲ့ငါးကြော်လေးနဲ့ကြက်ဥချောင်းလေးနဲ့ဆော့လေးနဲ့ဆိုရင်မှတော်တော်လုံလောက်နေပါပြီခုလိုရတာရှိပြီးထူးဆန်းတဲ့ဟင်းပွဲလေးကိုစပွင်းချုံမုံလေးနဲ့တွဲဖက်ပြီးလိုက်လို့စားကြည့်ကြပါနော်ဝိချတဲ့အင်ရှင်မတွေအတွက်လည်းအဆင်ပြေသလိုအိမ်သားတွေကငါးစားဖို့အတွက်ညင်းနေတယ်ဆိုရင်လည်းသူငါးစကောလေးကိုလှုပ်ကြည့်လိုက်ရင်တော့အိမ်သားတွေကအင်ရှင်မတို့ကိုအချစ်တိုးသွားမှသိကြပါတယ်ရှင်စပွင်းချုံမုံလေးထက်ချက်ဖို့တော့မမေ့နဲ့နော်ပြောင်းမူကြံပလောပိနံဥရိုနဲ့ထုတ်လုပ်ထားပြီးဒီစပွန်လေးကိုချိုးကြကြထည့်ချက်မယ်ဆိုလို့ရှိရင်ရန်ကောင်းတဲ့ဟင်းလျာတစ်ခွက်ဖြစ်လာမှသိကြတယ်စားလိုက်လို့ကတော့လှလှနဲ့ရတာရှိသွားမယ်နော်စပွန်